ကဲဒီနေ့မှာတော့ပေါ့နော်ဒီနေ့14ရက်နေ့မှာစပြီးဟာလာရဲ့တကြံ event လေးကြောင့်ကြီးထပ်ပြောပြပေးပါမယ်နော်ဒီနေ့မှစရပေါ့နော်အဲ့တော့ event လေးကတော့ကြီးထုံးစံတိုင်းပဲဒီမှာ home လေးတော့လို့ချင်အပေါ်မှာ banner လေးရွေးနေတွေ့လားအဲ့ဒီမှာရှာလို့လေးရရတယ်ဒါမရှင်တို့ဒီမှာဆိုချက်ချင်းပေါ်နေမယ်ကွာထိတ်ဆုံးကနေပြီးဒီမှာတကြံ festival ဆိုတဲ့ဝင်လိုက်မယ်အဲ့ဒါဘာလီပေးနေရလဲဆိုတော့ तू အယောက်90ကိုပေါ့နော် event အချိန်က73 74 15 16 4ရက်ပေးမယ်ပေါ့နော်အဲ့4ရက်ကို तू တစ်ရက်ချင်းစီပေးမှာပါနော်ဒီမှာဆိုလို့ရှိရင် तू ကအယောက်90ပေးပါတယ်အဆင့်1ဆိုလို့ရှိရင် coin 8သိန်းရမယ်နောက်ကဒီဥစ္စာလေးကဘာမှအရေးတော့မပါဘူးဒါပေမဲ့ frame ပေါ့နော်ပြီးလို့အဆင့်2ဆိုလို့ရှိရင် coin 5သိန်းရမယ်အဆင့်3ဆို coin 3သိန်းအဆင့်4ဆို coin 1သိန်းခွဲအဆင့်5ဆို coin 8တောင်းအဆင့်6ကနေ10ထိသူတွေက9000ရမယ်အဆင့်17ကနေ20ထိလူတွေက3000ရမယ်အဆင့်21ကနေ30ရလူတွေက coin 1000ရမယ်ပြီးရင်အဆင့်31ကနေ90ရလူတွေက coin 1000ရမယ်ပေါ့နော်အဲ့တော့အနည်းဆုံး coin 1000နေပြီးအများဆုံး coin 8သိန်းထိနေ့တိုင်းရမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒါတွေရအောင်ဘာလုပ်ရမလဲဆိုတော့ကေပြောင်းမယ်ပေါ့နော်သူရဲ့ rule လေးကိုကေဖတ်ပြမယ်ပေါ့လားrules တွေပါမချတတ်လို့ရှင်နေဒီမှာကြည့်လိုက်ဒီမှာ event ပေါ့နော်ဒီမှာဆိုလို့ရှင် RUL လေး rules ဆိုပြီးအမြဲတမ်းအပေါ်နားလေးမှာပါတယ်ပေါ့နော်အဲ့ဒါလေးနှိပ်လိုက်ပါအပြင်ဒီနားလေးရောက်သွားမယ်ပေါ့နော်ဒါလေးကသူကဘာရမယ်ဆိုတာကိုပြရဲအဲ့တော့ဖတ်ပြမယ်ပေါ့နော်ဒီမှာနံပါတ်1ကကျတော့ तू က event မှာ lucky gift ရပြီးလို့ရှင် lucky gift ရ normal gift ရဆိုရှိရကီတို့ lucky ကတော့အကုန်လုံးသိပြီ lucky ဆို point ရဓာတ်ရရောက်တာမဟုတ်ဘူးပေါ့နော်gift ကတော့ coin 100ဆိုလို့ရှိရင်80ရောက်တယ် lucky ကတော့ coin 100ဆိုမှ 4% လောက်ပဲရောက်တယ်ပေါ့နော်အဲ့တော့ဘယ်နားလေးမှာကြည့်ရမှာလဲဒီမှာကြည့်လိုက်ကိုပါဒီမှာရှိဒီမှာလက်ဆောင်ဖုန်းလေးကိုနှိုက်လိုက်ဆိုလို့ရှိရင်ဒီမှာ event ဆိုရတွေ့လားဟာ event ဒီနှစ်ခုက lucky gift ပါပုံမှန် lucky လို့ပေါ်ရတွေ့လားဒီနှစ်ခုက lucky ပါဒီဥစ္စာကကျတော့ normal gift လို့ခေါ်ပါတယ်ဒီဥစ္စာ normal gift လို့ခေါ်တယ်ပေါ့နော်အဲ့တော့တကယ်အဲ့နှစ်ခုကဘလို့အကျိုးသက်ရောက်မှုရှိလဲဆိုတော့ပြောပြမယ်သူ lucky gift ပေးမယ်ဆိုလို့ရှိရင်ကျတော့ဒီမှာဆိုလို့ရှိရင်ရတဲ့ score ပေါ့နော် score ဆိုတာအမှတ်ကိုပြောရပါတော့ lucky gift တစ်ခုပေးမယ်ဆိုလို့ရှိရင်အဲ့ gift ရဲ့ value ကို100နဲ့မြောက်ပြီးမှအဲ့ 2% ကိုရတယ်ဥမာဒီ100 coin ပေါ့ဒီဟာဆိုလို့ရှိရင် coin 100ပဲပေးရဟုတ်ပတောက်ဆိုက20ပဲပေးရဟုတ်20ဆိုလို့ရှိရင်20ပေါ့နော်20ပဲရှိရကွာအဲ့20မှာ100နဲ့မြောက်200ရှိမယ်အဲ့200မှာ 2% ဆိုလို့ရှိရင်ကီက200ရဲ့ 2% 19က4မှတ်ပဲတက်မယ်ပေါ့နော်အဲ့လိုမျိုးပေါ့နော်ကြော် तू ကကျတော့100 coin နဲ့ပြောထားလို့ကွာအဲ့တော့ကီကကျဲပြမယ်ပေါ့နော်ဒီမှာ100ရှိရကွာဒါဆို coin 100ဖြစ်အောင်ဆိုကီ9စာကျဲမယ်ပေါ့နော်9စာကျဲမယ်9စာငါ10စာပဲကျဲလိုက်မယ်ကွာနော်10စာဆိုကီရဟိုပါပေါ့20ဆို200ပေါ့ကီကိုကျဲလိုက်မယ်နော်အဓိကကိုကရရလို့ဖြစ်မှာကိုကသူများကိုကျဲလို့မရအောင်နော်ကိုကရရလို့ဖြစ်မှာရမယ်နော်ဟုတ်ပြီကီကျဲလိုက်ပြီပေါ့နော်အဲ့ဆိုကီကအမှတ်ကဒီမှာ200တာအဲ့200မှာ100မြောက်လို့ရှင်ကီက200 100မြောက်အဲ့200ကိုကီအဲ့ကီသုံးလိုက်တဲ့200မှာအစား100ရဲ့2000ရမယ်အဲ့ဒါရဲ့ 2% ကီကအမှတ်အနေနဲ့ရပါမယ်ကီကအမှတ်400ရမယ်ပေါ့နော်ဒီလိုမျိုးသုံးလိုက်ပြီဆိုလို့ရှိရင်ပေါ့နော်ဒါအကုန်လုံးမြင်အောင်ကီတစ်ခါလေးလုပ်ပြတာကီပြမယ်ကီရဲ့စကိုလေးကိုသွားပြီလို့ချင်းကီရဲ့စကိုက400ဖြစ်သွားမယ်အဲ့တော့အဲ့လိုနီးနဲ့တွက်ပြီးတော့ချလို့ရပါတယ်ဒါကကြောင့် lucky gift ပေါ့နော်တွေ့လားသဘောပေါက်လားဒီမှာနော်အမှတ်400တက်သွားပြီဒါဆိုရင်ရှင်တို့မျက်လုံးထဲမှာမြင်ကီအစသူရှင်းပြထားရတယ်ကိုကီနားလေလွယ်အောင်ကျွန်မလုံးပြထားရနော်အစွမ်းနာတိုင်းပဲဗီဒီယိုပြန်ရေးကြည့်လိုက်ကီသုံးလိုက်တဲ့ကွာရစုစုပေါင်း200မလားအဲ့ဒီဥစ္စာအဓိကကိုကရရမှာနော်သူများကိုကသွားပြီးဒီမှတ်တွေကမတက်ဘူးရရလူကတက်တာပါဒီမှတ်ကအစောနာကီစုစုပေါင်း20တောင်ကီက10စားရှာတော့ကီက coin 200သုံးလိုက်တယ်အဲ့200ကို20တောင်ကီကအစား200ဆို coin 200ကုန်သွားအဲ့200ရဲ့အစား100 2000မှာအဲ့ရဲ့ 2% ကီကအမှတ်နေနေရတော့ကီဒီမှာအမှတ်400ရပါတယ်နော်နားလဲပြီဟုတ်ပြီအဲ့ဒါကတော့ lucky normal gift ဆိုတာဆောနာတော့ကီဒီမှာ3ခုရှိရမလားကီဒီမှာလေဒီ gift ကတော့ normal 9000နဲ့ splash event ကတော့ normal gift ကအဲ့9000ဆိုလို့ရှိရင်တော့ဆောနာအတိုင်းပဲဇာတ်100မြောက်မယ်100မြောက်ပြီးတော့တော့80ရာခိုင်နှုန်းထိရမှာဖြစ်ပါတယ်အပေါ် 2% ဒီအောက်က80ရာခိုင်နှုန်းဒီ gift များများချနိုင်လို့ရှင်တော့အဲ့ ranking မှာ score များများတက်တယ်ပေါ့နော်အဲ့တော့ကီလုတ်ပြမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်သူ့ရဲ့ဥစ္စာက9000ရှိရနော်ကီကိုခေးချလိုက်မယ်နော်ကီကိုပါကိုခေးချလိုက်ပါမယ်အမ9000နော်အဲ့တော့ဆောနာကီက9000အဲ့9000 100နဲ့မြောက်9000အမြောက်100ဆိုတော့350အဲ့350ရဲ့80ရာခိုင်နှုန်းကီကအမှတ်အနေနဲ့ရမှာဆိုတော့ကီ35သိန်းရပါတယ်နော်35သိန်းရပါတယ်အဲ့တော့35သိန်းရတာကီဝင်လာတော့ကီသွားကြည့်ပေးမယ်နော်အမှဆိုလို့ရှိရင်ဒီမှာသွားမယ်အပြင်တကြံ festival ကိုဝင်မယ်ရပါတယ်ရှင်35သိန်းနဲ့400မှတ်ပါကီရဲ့လက်ရှိအမှတ်ကပေါ့နော်အဲ့တော့ဒီပေါ်မှာအများကြီးဖြစ်နေရတယ်မကြောက်ကြပါနဲ့အဲ့လိုနည်းနဲ့သူတို့လည်းတက်ကြတာပါအဲ့တော့ဆောင်းနာတိုင်းပဲ lucky gift ကတော့ကိုသုံးလိုက်တဲ့ coin ကိုပေါ့နော် lucky gift ပေါ့နော်ဒီမှာဆိုလို့ gift က3မျိုးရှိရဟုတ် gift က3မျိုးရှိရ3မျိုးရှိရဒီမှာ lucky gift ဆိုလို့ရှိရင်တကယ်လို့ကိုက20ပေါ့နော်ဒီတစ်ခုပေးမယ်ဆိုလို့ရှိရင်ကိုရဲ့မှတ်က20ကို100နဲ့မြောက်နော်20ကိုဇာတ်100နဲ့မြောက်ပြီးရတဲ့ဥစ္စာရဲ့2% ကိုကီတို့အမှတ်နေနေရမယ်40ရမယ်အဲ့လိုပဲ
ဒီ9000ပေါ့နော်ဒီ9000ကြီးအဆွမ်းတော့ရှင်တို့ကျွန်မ10စားနဲ့ပြလိုက်တာမလို့ကျွန်မအမှတ်က400ဖြစ်သွားပါတော့ဒီမှာဒီ9000ဒါ normal gift လို့ခေါ်ရ lucky မဟုတ်ဒီနှစ်ခုက lucky ဒီဥစ္စာ normal gift လို့ခေါ်ရပေါ့နော်ရိုးရိုး gift ကအဲ့9000တခုသုံးမယ်ဆိုလို့ရှိရင်အဲ့9000ကိုအဲ့ဒီ9000ကို100နဲ့မြောက် sorry 9000ကို100နဲ့မြောက်အိုးလက်ကလေ100နဲ့မြောက်ပြီးညီမချင်းထိုးပြီးတော့မှဒီလိုက80ရာခိုင်နှုန်းရမှာဖြစ်ပါတယ်အဲ့တော့35သိန်းအမှတ်ပါအဲ့တော့ဒီလိုနည်းနဲ့ရတာပါအဲ့တော့အမှတ်အများဆုံးလူတွေကဒီမှာအပေါ်မှာ ranking မှာနေတိုင်းပေါ်မှာဒီဥစ္စာနေတိုင်းရမယ့် ranking မှာဒီလားကောင်တောင်းဖြစ်တယ်16နိုင်ဒီဥစ္စာ333ဖြစ်သွားလို့ရှိရင်အဲ့ ranking က reward တွေကိုဒီနားမှာ receipt နှိပ်ပြီးယူလို့ရမှာဖြစ်ပါတယ်ရှင်အဲ့တော့အကုန်လုံးပဲပျော်ကြပါစေဒီကြံတွင်းမှာအိမ်တွင်းမုံမဲ့လူတွေအတွက်ပေါ့နော်